တမချန်းစာကကျွန်တော်တို့ကိုတင်ပေးထားရတာပါလဲဆိုရင်ထာဝရဘုရားကိုကိုးစားခြင်းကလူကိုကိုးစားခြင်းတဲ့တားကောင်းတယ်။ထာဝရဘုရားနဲ့ခုလုံခြင်းကမင်းကိုကိုးစားခြင်းတဲ့တားကောင်းတယ်ဆိုပြီးတော့ကျွန်တော်တမချန်းစာတင်ပေးတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်လက်တွေ့ဘဝမှာကျွန်တော်တို့အထက်ခဲတွေပြဿနာတွေအမျိုးမျိုးဒုက္ခတွေကြုံလာပြီဆိုရင်ကျွန်တော်တို့အရင်ကြီးဆုံးလူတွေကျွန်တော်တို့အားကိုလို့ရတဲ့ပုဂ္ဂိုလ်တွေကိုရင်ဆုံးရှာဖွေတာဖြစ်ပါတယ်။သူတို့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ညီကိုတွေဖြစ်စေကျွန်တော်ဆွေမျိုးတွေဖြစ်စေအခက်အခဲဖြစ်ရှင်းတဲ့အခါမှာဝေးကြေးစရာဖြစ်စေတခြားသောဒီပြဿနာတွေဖြစ်စေကျွန်တော်ဖြစ်ရှင်းတဲ့အခါမှာကျွန်တော်ရှာဖွေတတ်တာကလူဖြစ်ပါတယ်။လူဖြစ်ပါတယ်။ဖယားတဲ့လူကိုအရင်ကျွန်တော်တို့ရှာဖွေတတ်တာဖြစ်တယ်တတိယတတ်တာဖြစ်ပါတယ်။အမှကျမ်းစာကတော့ဖယားကိုကိုးစားခြင်းကလူတွေကိုကိုးစားခြင်းတဲ့တားရကောင်းတယ်လို့ပြောတာဖြစ်ပါတယ်။ဘုရားကိုကိုးစားခြင်းကမင်းကိုစီးစိမ်ပန္နာရှိတဲ့ရှင်ဘုရင်ကိုကိုးစားခြင်းတဲ့တော်မှာတားရကောင်းတယ်။အားကြောင့်လေလူဆိုတာကပျောက်ကွယ်တတ်တယ်။လူဆိုတာကဒီဆုံးတတ်တယ်။လူဆိုတာကဆုံးရှုံးတတ်တယ်။လူဆိုတာကအမြဲတမ်းကျွန်တော်တို့အတွက် ready ရှိနေမှာမဟုတ်ဘူးဆိုတဲ့အိပ်ပဲဖြစ်တယ်။ဟေရှာခန်းကြီးနှစ်ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာနှာခေါင်းနဲ့အသက်ရှူတတ်တော့လူတတ်တော်ကိုမကိုးစားကြနဲ့လို့ပြောထားတာဖြစ်ပါတယ်။နော်ဆိုဖယားကိုကိုးစားဖို့ကအင်မတန်မှကျွန်တော်အရေးကြီးတာဖြစ်ပါတယ်။ဖယားကိုကိုးစားခြင်းဖယားကိုမေးမြန်းခြင်းဒါအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ဆိုတော့ပြောလို့ကျွန်တော်တို့အခြားသောလူတွေကမလိုအပ်တော့ဘူးလို့ကျွန်တော်ပြောလို့ချင်တာမဟုတ်ပါ။ဖယားသခင်ကိုကျွန်တော်တခြားသောလူတွေရဲ့အထက်မှာကျွန်တော်မြင်နေရတဲ့သူတွေရဲ့အထက်မှာဖယားကိုကျွန်တော်အုပ်ထိပ်ထားပြီးတော့ဖယားစီမှာအကူအညီတောင်းခြင်းဖယားကိုကိုးစားပြီးတော့ပြဿနာများကိုအနံ့ခြင်းကိုလည်းလုပ်ချင်တာဖြစ်ပါတယ်။ဒါကြောင့်လူကိုအကူအညီတောင်းရင်လူကအကူအညီနိုင်ရင်တစ်ခါကူညီနိုင်မယ်နှစ်ခါကူညီနိုင်မယ်သုံးလေးခေါက်လောက်ကူညီလာရင်ကျွန်တော်ပြောစရာအကြောင်းဖြစ်လာတယ်။ပြီးတော့လူတွေကကူညီတဲ့အခါမှာလည်းပဲအကြောင်းပြချက်ပါတယ်ပြောကူညီတတ်တယ်။ဖယားကကျွန်တော်ကိုကူညီမစားတဲ့အခါမှာသူရဲ့ဘုံစည်းစိမ်အာနုဘောရှိတဲ့အတိုင်းသူကကူညီတဲ့အတွက်ကြောင့်ငါနဲ့ကိုကူညီတယ်ဆိုဘုရားကမပြောဘူးဘုရားကအကြောင်းပြချက်မပေးဘဲနဲ့အမြဲတမ်းကူညီဖို့အတွက်အစဉ်သင့်ရှိတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့မှာကျွန်တော်တို့အနေနဲ့ဘုရားကိုကိုးစားခြင်းကကျွန်တော်ရဲ့အသက်တာချက်မှာအင်မတန်မှအရေးကြီးတယ်ဆိုတာကိုပြောချင်တာဖြစ်တယ်။လူကိုကိုးစားခြင်းတဲ့ဘုရားကိုကိုးစားပါဘုရားကတကယ်တတ်နိုင်တယ်။ယုံကြည်ကိုးစားတဲ့သူတိုင်းအတွက်ခိုလုံတဲ့သူတို့ကိုဘုရားကတိမှတ်တယ်ဘုရားကဒီတိုင်းမထားဘူးဆိုရကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်။အဲကြောင့်ဘုရားကိုကျွန်တော်ကိုးစားခြင်းနဲ့အသက်ရှင်ဖို့အတွက်အားပေးချင်တာဖြစ်တယ်။နောက်တိုင်းဘုရားရှင်ကောင်းကြည့်ပေးပါစေ။